ဒီနေ့ရဲ့ဟင်းကတော့ဘူးတိချင်ရင်နဲ့ငစင်ရိုင်းအိုးကက်လေးပါရှင်ဒါကတော့ငစင်ရိုင်း3500ဘိုးနဲ့ဘူးတိ800ဘိုးပါရှင်ဟင်းချက်ဖို့အတွက်စက်သွန်ပြူနေလေးတွေကိုလည်းထောင်းပါမယ်အမကြီးကလည်းဘေးနာကနေကူပေးပါတယ်ဘူးတိစိတ်လေးတွေကိုခင်းကျင်သီးရဲ့ငပိရဲ့စားတွေအချိုမုံတွေထောင်းထားတဲ့စက်သွန်ပြူနေလေးတွေထည့်ပါမယ်စီနဲ့ငိတ်ထည့်ပြီးတော့ရေထည့်ပြီးတော့မှအုပ်ထားပါမယ်ငစင်ရိုင်းတော့ကတော့အိုးထဲကိုစီထည့်မယ်စီဆူလာရင်စက်သွန်ပြူလေးစီတက်မယ်ခင်းကျင်သီးလေးနည်းနည်းထည့်ပြီးတော့မှရေလေးနည်းနည်းထည့်ပြီးတော့မှတဲထားပါမယ်အရသာအတွက်ကတော့စားတွေအချိုမုံတွေငံပြာရည်နည်းနည်းလေးထည့်ထားပါမယ်ရပြီဆိုလို့ရှိရင်မကြီးသီးစိန်ထားလေးနည်းနည်းထည့်ပြီးတော့မှငါးလေးထည့်ပြီးရင်မကြေအောင်ဖြည်းဖြည်းလေးမှွေပါမယ်ဒါဆိုရင်တော့ငစင်ရိုင်းအိုးကက်လေးနဲ့ဘူးတိချင်ဟင်းလေးရပါပြီရှင်ပြီးရင်တော့ဖျားစွန်းတော့ကပ်ပြီးတော့ကျမရဲ့တနေ့တာဟင်းချက်တဲ့ကဏ္ဍလေးပြီးဆုံးသွားပါပြီရှင်အဆုံးထိကြည့်ပြီးလို့လည်းကျေးဇူးတင်ပါတယ်ရှင်ဖျားစွန်းတော့ကပ်ပြီးတော့မဆုတွေလည်းအများကြီးတောင်းခဲ့ပါတယ်